ကာနာရဲ့ဒီအားနည်းချက်တွေကိုတေချာကင်ဆုံးနိုင်ရင်ဘရိုနီကာတေချာပေါက်နိုင်ပွဲရလိမ့်မယ်အားလုံးပဲမင်္ဂလာပါ Daily Sport ကနေကြိုဆိုလိုက်ပါတယ်ဂျပန်ဖိုက်တာမှာကာနာကတာမန်ကစားသမားလုံးဝမဟုတ်ပါဘူးနော်သူ့ရဲ့လက်သီးတွဲလုံးတွေကအင်မတန်ပြင်းထန်ပြီးပြိုင်ဘက်ကိုအများနဲ့ရှေ့တိုးဖိအားပေးကစားတတ်တဲ့သူပါဒါပေမဲ့နီးစနစ်အပိုင်းရကြည့်မယ်ဆိုရင်ကာနာရဲ့အကြီးမားဆုံးအားနည်းချက်ကမြင်းဖြောင်းအတိုင်းသွားတက်ခြင်းပါပဲသူဟာရှေ့တိုးနောက်ဆုတ်လောက်တာကောင်းပေမဲ့ဘေးတိုင်းရွေရှာမှုမှာအင်မတန်နှေးကွေးပြီးတောင်တင်းနဲ့ဆက်ရုပ်တရုပ်လိုပဲရှင်ဒီအားနည်းချက်ကိုဘရိုနီကာအနေနဲ့ရရဆက်ဆက်အသုံးချရပါမယ်။ကာနာရှိကိုတွန်းဝင်လာတဲ့အချိန်မှာဘရိုနီကာကမြင်းဖြောင်းအတိုင်းနောက်မဆုတ်ပဲညာဘက်ဒါမှမဟုတ်ဘယ်ဘက်ကိုလျှက်တစ်ပြက်ရှောင်ထွက်ပြီးကာနာရဲ့မျက်ကွယ်ကနေဟုတ်လက်သီးတွေခါပိုင်းကန်ချက်တွေနဲ့အသေးချကိုဖျက်ထိုးရပါမယ်။ကာနာကိုမြင်းဖြောင်းအတိုင်းလွတ်လွတ်လပ်လပ်လာခွင့်မပေးပဲသူ့ရဲ့ခြေလှမ်းတွေကိုစီးချက်ဖြတ်နိုင်တယ်ဆိုရင်တော့ဂျပန်မာလီရဲ့ကြောက်စရာကောင်းတဲ့လက်သီးတွေကလေထဲမှာပဲအလကားဖြစ်သွားပါလိမ့်မယ်။ကာနာဟာလက်သီးအားတန်တဲ့ကစားသမားဖြစ်တဲ့အတွက်သူ့ရဲ့ကိုယ်အလေးချိန်အများစုကချေရှေပေါ်မှာပဲအများနဲ့ရှိနေတတ်တာပါ။ဒါဟာဘရိုနီကာအတွက်တော့အချိုမိန်ဆုံးသောထောင်ချောက်ပဲရှင်ခေပောင်စင်မှာလက်သီးတက်တက်နဲ့ရှင်ထိုးဖို့ဆိုတာမလိုပါဘူးနော်ဘရိုနီကာအနေနဲ့ကာနာရဲ့အဲ့ဒီအလေးချိန်ဖိထားတဲ့ရှေ့ခြေထောက်ကိုအောက်ပိုင်းကန်ချက်တွေနဲ့ပထမအချီကလေးကအသေးလေးရိုက်ချိုးပြရပါမယ်တပင်ကိုပစိန်နဲ့ခုတ်လှဲတယ်လို့မျိုးရဲဆက်ဆက်ကန်ရမှာပါရှင်ကာနာရဲ့ခြေထောက်သာနာကျင်သွားပြီးခြေလမ်းတွေလေးလံသွားပြီးဆိုတာနဲ့သူ့ရဲ့လက်သီးပါဝါက90%လောက်ချက်ချင်းကျဆင်းသွားပါပြီခြေထောက်အသေးခံရတဲ့ဂျပန်မာလီကဒုတိယအချီလောက်ရောက်ရင်တော့ကျိုးဝိုင်းထဲမှာလမ်းလျှောက်နေတဲ့သားကောင်တစ်ကောင်လုံးဘရိုနီကာရဲ့လက်သီးတွေအောက်မှာအလွယ်တကူပြိုလဲသွားမှအသေးချပါပဲအခုဘရိုနီကာဘက်ကသတိထားရမယ့်အသက်အန္တရာယ်အရှိဆုံးအချက်ကိုပြောပြပါမယ်ဒါကတော့ခေတ်ပေါက်စင်ပွဲပါရှင်ရိုးရလက်ဝဲသမားတွေရဲ့သွေးထဲမှာဆွဲနေတဲ့အကျင့်ဆိုးတစ်ခုရှိပါတယ်။အဲ့ဒါကတော့တစ်ချက်အထိုးခံပြီးမှနှစ်ချက်ပြန်ထိုးမယ်ဆိုတဲ့မယူရဲဆန်တဲ့အကျင့်မှာပဲရှင်။ခေပောင်စင်မှာအဲ့လိုသွားလို့ရင်တော့တေချာပေါက်အလဲထိုးခံရပါလိမ့်မယ်။ကာနာလိုလက်သီးတွင်းလုံးကောင်းတဲ့သူကိုမင်းထိုးတာငါခံနိုင်တယ်ဆိုပြီးမျက်နှာဖွင့်ပေးထားလို့လုံးဝမရပါဘူးနော်။ဒါအပြင်တတောင်ရိုက်ခွင့်ခေါင်းတိုက်ခွင့်ကလင်းရှင်းလုပ်ခွင့်တွေခေပောင်စင်မှာလုပ်ခွင့်မရှိပါဘူး။ဘရိုနီကာအနေနဲ့အနီးကပ်ဝင်လုံးတဲ့အကျင့်တွေကိုလုံးဝဖျောက်ဖျက်ထားရပါမယ်ရှင်။ဘရိုနီကာဟာရိုးရာလက်ဝဲကခက်ချမ်းချမ်းဝင်တိုးတဲ့အကျင့်တွေကိုဘေးဖယ်ထားပြီးဝင်ထိုးပြန်ထွက်ဆိုတဲ့စမတ်ကြတဲ့ခေပောင်စင်စတိုင်ကိုအပြည့်အဝအသက်သွင်းနိုင်မှသာဒီပွဲကိုအပိုင်သိမ်းနိုင်မှာပါ။ကာနာဟာဂျပန်မှာပြိုင်ဘက်ကင်းလို့ဖြစ်နေပေမဲ့ဘရိုနီကာလိုတန်မဏိမေယိုပိုင်ရှင်သွေးထွက်လေပိုယူလေဖြစ်တတ်တဲ့မြန်မာမာလေးမျိုးနဲ့တခါမှမကြုံဘူးသေးပါဘူးနော်။ကာနာအနေနဲ့သူ့ရဲ့အကောင်းဆုံးလက်သီးတွေနဲ့ထိုးနှက်လို့ဘရိုနီကာလဲမကျသွားတဲ့အခါဂျပန်မာလေးရဲ့စိတ်ဓာတ်ပိုင်းကအကြီးကျယ်တုန်လှုပ်သွားပါလိမ့်မယ်ရှင်။ငါဘလို့လုံးရမလဲဆိုတဲ့အတွေးဝင်လာတာနဲ့ဘရိုနီကာကအဲ့ဒီအခွင့်အရေးကိုအရယူပြီးမိကုံရန်ကုန်ဖိအားပေးရမှာပါဘရိုနီကာရဲ့အားသာချက်ကမစုံမနစ်တဲ့ဇွဲပဲရှင်ဒါပေမဲ့အဲ့ဒီဖိအားပေးမှုကစိတ်လက်မှန်ပါဝင်လုံးတာမျိုးမဟုတ်ဘဲမျက်စိကိုရှင်းရှင်းထားပြီးပြိုင်ဘက်ရဲ့ဟာကွက်ကိုစောင့်ကြည့်ဖြတ်ထိုးတာမျိုးလုပ်ဖို့အရေးကြီးနေကြောင်းပါပဲအဆုံးနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပရိသတ်တို့ရောဘရိုနီကာရဲ့ပွဲကြိုသုံးသက်ချက်ပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါဦးနော်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးနဲ့လက်ဝဲအားကစားသတင်းတွေအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ